င်္ဂလာပါဒီနေ့မြန်မာအနေနဲ့ကြိုဆိုပါရစေဒီနေ့မှာတော့ Wi-Fi 7 Wi-Fi Mesh Deco P65 ကို unboxing လုပ်ပြအောင်မှာဖြစ်ပါတယ်စဖွင့်လိုက်ပြီဆိုတာနဲ့အထဲမှာဗီဒီယိုရဲ့စတွေ့ပါမယ်ပြီးရင်2ပတ်ဝယ်ထားရလို့ဆိုရင်2လောင်း3ပတ်ဆို3လောင်းတွေ့ရပါလိမ့်မယ်ပေါ်ရအနေနဲ့လည်း 2.5 GB/s လေးပေါ်နဲ့ USB 3.0 တစ်ပေါ်ပါဝင်ပါတယ်ဆိုတော့ပုံမှန် Deco တွေလို Wi-Fi Mesh နဲ့အသုံးပြုလို့ရတယ်လို့ကြိုးပဲဆွဲချင်တဲ့ဆိုတဲ့လူတွေအတွက်လည်း 2.5 GB/s ပေါ်တွေနဲ့ Wire Bus အသုံးပြုလို့ရပါတယ်ထုတ်လိုက်တဲ့ဘုံနဲ့မှာဆိုရင် Adapter တွေနောက်ဝကြိုးတွေနဲ့ Manual စာအုပ်တွေပါပါမယ်Deco P65 မှာဆိုရင် 2.4 GHz မှာ688 MB/s 5 GHz မှာ424 MB/s နဲ့6 GHz မှာ5964 MB/s ရရှိမှာဖြစ်ပြီးတော့ Wi-Fi 7 ရဲ့ MLO features ကိုသာအသုံးပြုမယ်ဆိုရင် total 11000 MB/s ထိကိုရရှိမှာဖြစ်ပါတယ်။ Modulation မှာလည်း 4K GRAM ပါဝင်တဲ့အတွက် 8K resolution video တွေကို online မှာတိုင်းကြည့်ရင်အဝိုင်းတစ်ချက်လဲသွားတာမျိုးရှိမှာမဟုတ်ပါဘူး။ဒီနေ့မှာတော့ Wi-Fi 7 Wi-Fi Mesh Deco P65 ကို unboxing လုပ်ပြပေးခဲ့ဖြစ်ပါတယ်။ဆိုရင်တော့အားလုံးသိကြရတဲ့ Apple ရဲ့ iPhone 16 series မှာ Wi-Fi 7 technology ကိုစတင်သုံးပြုရနေဖြစ်ပါတယ်။တခြား latest phone နဲ့ laptop တွေမှာလည်း Wi-Fi 7 technology ကိုစတင်သုံးပြုရနေဖြစ်ပါတယ်။ငွေရတဲ့နောက်ကမှာလည်း Wi-Fi 7 နည်းပညာရဲ့ဖြစ်လို့ရရှိလာရမှာဖြစ်ပါတယ်။